စားမအောင်စိတ်ကောက်နေရလားပြော မကောက် ဟာဟောစားနေတာဘာဖြစ်တာလဲပြောဘာလို့စိတ်ကောက်နေရတော့ မကောက်ပါဘူးဆို ကောက်နေပြီပါနော်ပြောကောက်တာ ကောက်ချင်လို့ ဟုတ်ကဲ့မကောင်းပြောနေနော်ဘာလို့ချင်လဲ အော်ကျွန်တော်じゃစိတ်တူနေပေါ့ဘာမဟုတ်တယ်ကိုဘဲနေကြပျော်ရွှင်နေပြီရော ဟုတ်စားနေတိတ်ချပြောပါ ဘာပြောမှာမနေ့ကကျွန်တော်မအိမ်မောလာပြောတော့လမ်းမှာမအရက်ရှိရှိကောင်းကောင်းနဲ့စကားပြောနေရတယ်ဒီတိုင်းပြောတာလေမမျက်နှာမှာပြုံးဖီးလို့ကြားတော့မမျက်နှာမှာချိုးတိလာကျွန်တော်ကလေးလား မတ